လုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်ဒီကနေ့31ရက်5လ2026တနင်္ဂနွေနေ့မှာမြန်မာနိုင်ငံတေဂီတာအစည်းအရုံးဗဟိုမှာကျင်းပကျင်းပတဲ့14ကြိမ်မြောက်မြန်မာတေဂီတာနေ့အခမ်းအနားကိုတကြီးပူဇော်ပွဲနဲ့ဝါသနာရှင်အဆင့်တီးဆိုပြိုင်ပွဲတွင်တက်ရောက်ပေးကြသောအကဲဖြတ်တန်လူကြီးမြင်းအပေါင်းနဲ့အပရိသတ်အပေါင်းကိုမင်္ဂလာပါလို့ဥစွာပထမဂါဝရဖြင့်နှုတ်ခွန်းဆက်သပေးရစေရှင်အခုလိုဝါသနာရှင်အဆင့်တိစုပြိုင်ပွဲမှာတပိနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရလို့လည်းသက်ဆိုင်ရာလူကြီးမင်းများအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါရရှင်။တမိနာမည်ကတော့မတ်ရွှေဝင်းလည်းဖြစ်ပါရရှင်။တမိတိဆိုမဲ့တခြင်းလေးကတော့တေးရေးကောင်းကောင်းရေးပြီးတေးဆိုမမအိုင်ရစ်စမမီရေးဆိုထားတဲ့တမိရဲ့မမေဆိုတဲ့ခြင်းလေးပဲဖြစ်ပါရရှင်။အားလုံးနားဆင်အကဲဖြတ်ပေးကြပါအောင်ရှင်။သမီးရဲ့ရှိမှအပြုံးချွေနိုင်တော့မင်းအရှိကမြေကွယ်ကပင်လို့ကိုအားပင်နဲ့သိစကားတွေသာပြောတယ်သမီးရဲ့မမေမညူညင်မဘူးအစမပြေတာရှိလေလေအေးမြလို့တို့ရည်နေပါစေဘူးမြင်လက်နာမအမြင်ကွယ်ကပေးတယ်အိုးလောကရဲ့လေကိုအကြတယ်မကြောက်ရွံ့ရှိမှရည်တည်နေတော့မေမေလို့တွေလေစံပြေအောင်ပြေစီပေးမမေသမီးနာမထွက်ခွာမတော့ပါနဲ့အနာနာမလမ်းပြပေးပါနော်မေစကားမြင်နာထောင်ပေးမေပြုံးလေးနဲ့စနေကဘာကြီးနဲ့တော့အမေကိုမလဲနိုင်ဘူးအမေတယောက်သက်သမီးရဲ့ဥယျာဉ်မောခြေလမ်းနိုင်ပေးပြသူသမားတရားများကိုထွေးဖို့ပေးသူမမေတို့ရည်နေပါစေပူပြင်းလက်နာမအမြင်ကွယ်ကပေးတယ်လောကရဲ့လေကွယ်ကြတယ်မကြောက်ရွံ့ရှိမှရည်တည်နေတော့မေသမီးရဲ့မေ